ဖြစ်ပါတယ်ဇာတိကတော့ကလေးမျိုးနဲ့ကြာရဖြစ်ပါတယ်သူညီမရှိနိုင်မဲ့ချင်းလေးကတော့ကိုရရှိနေတယ်ဆိုတဲ့ချင်းလေးပဲဖြစ်ပါတယ်စုံစမ်းခြင်းတွေကိုရင်ဆိုင်ရလေအခက်ခဲပြဿနာများတင်ကြုံတွေ့လေရာရာကိုပိုင်တာသူကိုရောရှိနေတယ်ခံစားရဒုက္ခတွေတွေ့သူဖြေရှင်းခဲ့
င်္ဂလာပါညီမလေး ငါပါ ပထမဆုံးမတနာတွေ့ရတာပေါ့နော်ညီမလေးတော်တော်လေးဟို nervous ဖြစ်နေတယ်အတန်မာလေးအတန်မာတိတာတယ်ကြောက်တဲ့ဟာပေါ့နော်အဲ့တော့တချင်းဆိုလို့ရှိရင်လေအမစတချင်းဆိုတော့ဆိုအန်ဒီနှွှဲဝင်ကအမြဲတမ်းဗာပြောလဲဆိုရင်ကြောက်တဲ့စိတ်မွေးလို့ရှိရင်တပန်းရှုံးနေတဲ့မှားမှန်မှန်စင်ပေါ်မှာပေါ့နော် confidence ပေါ့ကိုယုံကြည်ချက်ရှိတာအမြဲတပန်းတာတယ်အထူးသဖြင့်ဒီလိုပြိုင်ပွဲပုံမှာကြောက်နေတာကိုပို့ပြီးအမားကိုပို့လုပ်စေတယ်ပေါ့နော်ဆိုတော့ဒါလေးတွေ့တယ်နောက်တစ်ခုကကြတော့ညီမလေးအသက်ရှူလေးတွေနည်းနည်းမှားနေတယ်သိလားအသက်ရှူမှားတဲ့ခါကျတော့ဆိုတဲ့ခါမှာတချင်းကအဆုံးထိမရောက်ဘူးအတန်ပြတ်သွားတော့အနှောက်ယှက်ဖြစ်တယ်အဲ့ဒီမှာ mood မသွင်းနိုင်ဘူးအသက်ရှူပြီးရင်မှတတိတစ်ခုထားမယ်ညီမဇရွေးမမျိုးချရလားမသိအသက်ရှူပြတ်သွားပြီးအဲ့လိုလေတရွေးကိုမျိုးချလိုက်တော့အဲ့ဒါကဘယ်လိုခေါ်မလဲကြည့်ရအောင်မှာပေါ့နော်အဲ့တခုလိုတယ်အဲ့နောက်တစ်ခုကကြတော့တချင်းဆိုတဲ့ဟိုပါပေါ့ expression လေးပေါ့ညီမရဲ့တချင်းကအဖော့လေးတွေအဖိလေးတွေနဲ့ထောင်တဲ့လူအဲ့လိုညင်ညင်တသားလေးဖြစ်သွားအောင်ညီမကကြတော့ဘယ်လိုပြောရမလဲဟိုရိုးတန်ကြီးအဲ့လိုဆိုသွားစီတာပေါ့အဲ့လိုရိုးတက်ကြီးဆိုတဲ့ခါကျတော့ဟိုတချင်းကိုနည်းနည်းလေးပြင်းသွားစီတာပေါ့နော်စိတ်မညစ်နဲ့နော်ညီမတို့ကလေဒါပြောပြတယ်ဘာလို့ဆိုညီမတို့ကအများကြီးသွားအောင်မှာရှိမှာနော်ဆိုတော့အဲ့အတွက်ကိုပညာရတယ်လို့ပဲသဘောထားပါနော်ညီမနော်ဆိုတော့ပို့ပြီးတော့စူးစမ်းစေချင်သေးတယ်ညီမနော်အခွင့်အရေးတော့ပေးချင်တယ်ဒါပေမဲ့လည်းနောက်ထပ် level ကျရင်အရန်ညီမလိုအဲ့လိုတော်တဲ့လူတွေအများကြီးရှိတယ်အဲ့ခါကျရင်ကိုစိတ်ညစ်ရမှာလीနော်အဲ့တော့ကိုပိုင်ပြီးတော့မှပြန်လာပြိုင်တာကညီမတို့ပိုစင်ပြေမယ်ထင်ပါတယ်နော်ညီမစေတနာနဲ့ပြောချင်းဖြစ်ပါတယ်နော်ညီမဆိုတော့မှလည်းဝမ်းနဲ့စွာနဲ့ဒီတခါတော့ no လို့ပြောပြစီညီမလေး ဟုတ်ကဲ့ပါချစ်ပါ ဟုတ်ကဲ့ညီမလေးမင်္ဂလာပါဟုတ်အရှိရအတန်တာပြောသွားတယ်လို့ပဲပေါ့နော်အဲ့ဒီအချက်တွေအကုန်လုံးညီမအများကြီးပဲပြင်စရာရှိနေပေါ့နော်ဆိုတော့အဲ့ဘယ်လိုခေါ်မလဲ nervous ဖြစ်တာအဆိုးဆုံးเนาะညီမလေးအဲ့ဒါတော်တော်ဆိုးတယ်ပြီးတော့လေအဲ့စတွင်းမျိုးချတာအမလည်းဖြစ်ဘူးတယ်သိလားအခါကျရင်လေစိတ်နည်းနည်းလှုပ်ရှားပြီးတော့လေအဲ့လိုစတွင်းမျိုးချတဲ့ခါမှာတော်ဆိုးတာဘာဖြစ်လို့ဆိုတော့အဲ့ချိန်မှာသွားလေတချင်းရဲ့ရတပေါ့နော်အရသာပြက်သွားတာလုံးဝပြက်သွားတာဘာမှဟဲဆိုပြီးတချို့ကခံစားနေလို့ရှိတယ်အော်ဆိုပြီးအဲ့လိုဖြစ်သွားအဲ့ဒါကြီးကတော်တော်ဆိုးတယ်ဆိုတော့ညီမလေးအဲ့တခုကညီမအဆိုးတော့ဖြစ်ဖို့အဆိုးတော့လုံမယ်လို့စိတ်ကူးထားရင်တော့အဲ့ဒါတွေကိုလုံးဝနော်တေချာလေးညီမလေးလုံးဝကိုပြင်ဆင်ထားပါပြီးတော့အဲ့ညီမလေးအဲ့အရေးကြီးဆုံးတစ်ချက်ပေါ့ expression နော်ညီမဆိုတတ်ပါတယ်ညီမစိတ်လှုပ်ရှားနေတယ်ဒါပေမဲ့ညီမတချင်းဆိုတာ expression တစ်ခုမှအမတို့မမြင်ရဘူးကြားလည်းမကြားရဘူးအဲ့လိုဖြစ်နေဆိုတော့အဲ့ဒါအရင်ရေးကြည့်ရဆိုတော့အဲ့ဒါလေးကိုပြန်ပြီးတော့ပြုပြင်လိုက်ပါအောင်ညီမလေးရေနော်ညီမလေးဖြစ်ချင်တဲ့အဆိုတော်ကြီးလည်းဖြစ်ပါစေအမဆုတောင်းပေးပါတယ်ဒါပေမဲ့ဒီနေ့တော်တော် no ပါလို့နော်ညီမလေးဟုတ်ကဲ့ပါ Hello hello ဟုတ်ကဲ့ yeah မနေနေနဲ့မတန်တာအများကြီးပြောသွားတယ်ဆိုတော့အန်တီကတော့ဘာပြောမှန်းတော့မသိတော့ဘူးအားနာလာပြီဒါပေမဲ့အန်တီကတော့အပြုတ်သဘောနဲ့တမီးကိုပြောချင်သေးတယ်ဘာလဲဆိုတော့တမီးခုဆိုနေတာလေဟိုကြောက်စိတ်များနေတော့လေအချင်းဆိုရဲဆိုသူသဖြင့်ပြိုင်တာဆိုရင်တဲ့တဲ့ကိုကြည့်ရမယ်နော်တမီးကကြောက်ပြီးဘေးတိုက်ကြီးပဲကြည့်နေဟုတ်တယ်မလားကြောက်တာလည်းပါတယ်နောက်ပြီးတော့ဟိုသူစဉ်းစားနေတယ်ထင်ပါတယ်တဲ့မကြည့်ရဘူးเนาะအဲနောက်တစ်ခါကြောက်မကြောက်တဲ့ကြည့်ရမယ်เนาะနောက်တစ်ခုကအချင်းဆိုတယ်ဆိုတာသမီးရဲ့ဒါနောက်ပိုင်းသမီးသိလာမှာပေါ့ chest voice to head voice to ဒါတွေရောနည်းနည်းခက်ပါသေးတယ်လေဆိုတော့အတန်တွေကဒီရင်ပတ်ထဲကထုတ်တဲ့အတန်ရှိတယ်ခေါင်းဘက်ကထုတ်တဲ့အတန်ရှိတယ်เนาะအဲ့ဒီမှာလေ falsetto တို့ဘာလို့လဲရှိတယ်ဒါပေမဲ့သမီးတစ်ချက်က falsetto မပါဘူးရိုးလေးပဲသို့တော်လည်းသမီးကအဲ့ဒီနည်းနည်း register ပါနေတယ်သမီးရဲ့တမီးကအကြကြီးကိုအကြသိမ့်မနိုင်ဘူးထင်တယ်နော်အကြမနိုင်တော့အကြတော့ပုံမှန်ဆိုတယ်မြင့်ကြတော့ကိုနိုင်တဲ့ကြစွတ်អော်တော့တာပဲအဲ့လိုမလုပ်ရအောင်နော်တချင်းဆိုအနှေးအမြန်အနှိမ့်အမြင့်အလတ်တွေကိုလေဟို transition လို့ခေါ်တာပေါ့တမီးရဲ့ဒီခရီးသွားနေလို့ရှိရင်ဖြည်းဖြည်းသွားပြီးဝုန်းပြေးလိုက်နောက်တစ်ခါရပ်သွားလိုက်ပြေးလိုက်အဲ့လိုမလုပ်ရအောင်လေပုံမှန်လေးပဲနော်လမ်းလျှောက်ပဲဆိုလဲပုံမှန်လေးပြေးမယ်ဆိုပုံမှန်လေးအဲ့တော့တမီးအတန်ကလေဟိုအကြမှာတော့တမျိုး style ဖြစ်နေတယ်ကွာပြီးလဲပြဝုန်းဆိုអော်တော့တာပဲအဲ့လိုမလုပ်ရအောင်
နော်ဆိုတော့သမီးဘာလို့သေးလဲဆိုတာဒီသိတယ် you need practice ဟုတ် နော်ထပ်ပြီးတော့ practice လုပ်ပါသမီးတို့ကဖြစ်နိုင်ပါတယ်နော်ဟိုတင်ပေးမဲ့လူရှာပြီးတင်လိုက်ပါနော်အဲဆိုဒီမှာတင်လို့ရှိရင်အတူနောက်တခြားလူစစ်ရတော့မှာမဟုတ်သမီးတယောက်တည်းနဲ့ပြီးသွားလိမ့်မယ်အဲ့တော့ဟိုစိတ်မဆိုးနဲ့ဒီတစ်ခါတော့သမီး ready မဖြစ်သေးတဲ့အတွက်ကိုအန်တီက no ပဲပေးချင်ပါတယ်နော် ကဲ့